ပိုက်ထွေးပြုစုပေကျေးဇူးရှင်မေမေမိမိအတိတ်ကအရေးပမာထင်နေရင်နဲ့ရင်ပဲမွေးနိုင်ရဲ့အသက်ကိုစွန့်ပေးခဲ့သည်လေမိမိသားကိုပိုက်ထွေးပြုစုပေကျေးဇူးရှင်မေမေမိမိအတိတ်ကအရေးပမာထင်နေရင်နဲ့ရင်ပဲမွေးနိုင်ရဲ့အသက်ကိုစွန့်ပေးခဲ့သည်လေလှိုင်းတော်ထံပြင်းမြစ်တွင်အနဝဝေထောင်စည်းယောက်ျားအလားတူမသွေမိနေမိမဘဝတွေဟာလေသေဝချေတစ်ဖက်လှမ်းတရားပဲဤ၍ဤမြစွန့်စားကြရသည်ကိုကြည်ညိုသရာအပွားနေမိခင်များအတွက်ဆက်ဆက်တာရှေပြုစုယူရကုသမှာပင်တာဝန်ယူထားတာတွေပရိစကားသိကြပါမေ